နှင်ငါနှစ်တုန်းကအောင်မြင်မှုကြီးကြီးကျယ်ကျယ်ရရှိထားတဲ့မိတ်ဆွေများနဲ့သုံးလုံးနဲ့ပတ်သက်ပြီးတော့တဲ့မပြောနဲ့တွတ်တောင်မရဘူးသေးဘူးဆိုတဲ့မိတ်ဆွေအသင်များရှိလို့ရှိရင်ဟောဒီကျွန်တော်လိုက်ကိုခက်တခဏလေးပဲပြီးဆုံးနိုင်အောင်နားထောင်ကြည့်သွားပေးပါနှင်ငါနှစ်တုန်းကလည်းကျွန်တော်တို့ကိုယ်တိုင်ကိုကြီးဆောင်ရွက်ပေးခဲ့လို့အောင်မြင်မှုကြီးကြီးကျယ်ကျယ်များများဆဆရရှိထားတဲ့မိတ်ဆွေများဘက်ကလည်းကျွန်တော်တို့ဘောကိုကျေးဇူးတည်တဲ့စွာပြန်လည်ပြီးတော့ကျေးဇူးတွေတုတ်ပြန်ကြတယ်ကျေးဇူးတင်စကားတွေပြောကြတယ်ကျေးဇူးရှင်ကြီးတယောက်ကိုကျေးဇူးတင်စကားတွေပြောတာကိုလည်းအထူးဝမ်းသာပီတိဖြစ်ရပါတယ်မိတ်ဆွေများရဲ့အခက်အခဲဒုက္ခတောကတွေကိုကုညီဖြေရှင်းခွင့်ရတဲ့အတွက်လည်းဝမ်းသာပီတိဖြစ်ရပါတယ်မိတ်ဆွေများရလို့မိတ်ဆွေများနဲ့အတူထပ်တူထမြဝမ်းသာပီတိဖြစ်ရပါတယ်ဒါကြောင့်ကျွန်တော်ဒီတစ်ပတ်12လပိုင်း16ရက်နေ့မှာလည်းထပ်မံထွက်ရှိမဲ့သုံးလုံးတဲဆိုမှတဲ့တကွက်သေးကိုလည်းနှစ်ငါနှစ်တုန်းကအောင်မြင်မှုကြီးကြီးကျယ်ကျယ်ရရှိထားတဲ့မိတ်ဆွေအဟောင်းတွေလိုပဲမရသေးတဲ့မိတ်ဆွေများရှိသေးတာဖြစ်တဲ့အတွက်နော်12လပိုင်း16ရက်နေ့ကိုထပ်မံကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်နော်ဒါကြောင့်ပတ်စံငွေအရေးတကြီးလိုအပ်နေတဲ့ဆိုတဲ့မိတ်ဆွေများနဲ့ကိုပိုင်အိမ်ကိုပိုင်ချမ်းကိုပိုင်ဝင်းမရှိလို့အိမ်ငါးဘွားနဲ့နေရပါတယ်ကိုပိုင်လုပ်ငန်းမရှိလို့ကိုပိုင်လုပ်ငန်းမထူထောင်နိုင်လို့သူများလူငါးဘွားလုပ်နေရပါတယ်တချို့ဆိုရင်လုပ်ငန်းရှိပါလေလုပ်ငန်းလေးကသေးလို့နော်အကြီးစားလုပ်ငန်းတွေကိုတိုးဆက်ခြင်းနဲ့ငွေကြေးမပြည့်စုံလို့ငွေအရေးတကြီးလိုအပ်နေတယ်ဆိုတော့မိတ်ဆွေများရှိရင်ဟောဒီလိုက်တာခက်တခဏလေးပြီးဆုံးတိုင်အောင်ကြည်သွားအပေါင်းနှိပ်အသေးပေးကော်ဖီလေးတယောက်ကို3-5ချက်လောက်ယူပြီးတော့ share သင့် share တတ်တဲ့နေရာလေးကိုပြန်လည်မျှဝေ share ပေးပါလို့တော့မေတ္တာရက်ခံအပ်ပါတယ်ကျွန်တော်အခုတင်တော့ like ဒီနော်မိတ်ဆွေလူချင်းများအားလုံးကိုအကျိုးပြုသော like video file လေးဖြစ်တဲ့အတွက်မိတ်ဆွေများရဲ့နော်ဝိုင်းဝန်း share ခြင်းဖြင့်ကူညီပေးပါလို့တော့ထပ်မံပြောကြားပါရစေဗျာကဲကျွန်တော်စကားတွေကိုတော့ရှေးဝေးထပ်မံပြောတော့ဘူး2-5နှစ်တုန်းကလည်းကျွန်တော်ပြောသင့်တယ်လို့ပြောခဲ့ပြီးရှင်းပြသင့်တယ်လို့ရှင်းပြပြီးဒါကြောင့်ဒီတစ်ပတ်ကျွန်တော်တွေးလို့နေပဲညီကုန်းချုပ်မယ်မိတ်ဆွေလူချင်းများအားလုံးကိုတော့စကားကိုကျွန်တော်ယုံကြည်အောင်လှလှပပတေတေတက်တက်ကျွန်တော်မပြောတတ်မဆိုတတ်ဘူးဒါပေမဲ့မိတ်ဆွေများကြားရောက်နေတဲ့အခက်အခဲဒုက္ခတောကတွေအားလုံးကိုတော့အမြန်ဆုံးပြေလည်အောင်ကူညီရှောင်ရွက်ပေးနိုင်တယ်ဆိုတာကိုတော့မိတ်ဆွေများအကျဉ်းမဲ့ယုံကြည်ပေးပါဒါကျွန်တော်မှန်သောစကားကိုပြောရခြင်းဖြစ်ပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်လိုရင်းတူရှင်းမဲ့သွားမယ်ဗျာအခုကျွန်တော်ပြောမဲ့စကားလေးကတော့နော်2-5နှစ်လုံးကလည်းကျွန်တော်ပြောခဲ့တဲ့စကားတွေကစကားလေးအနှင်းငယ်ကိုပဲကျွန်တော်ကောက်နှုတ်ပြီးပြောပါမယ်ဒီစကားကဘာလဲဆိုတော့နော်တချို့ကျွန်တော်ရှီကနော်ဒီ2-5နှစ်ကောင်ကလာယူတဲ့မိတ်ဆွေတို့ပဲကျွန်တော်ပမာထားပြီးပြောပါမယ်ကျွန်တော်ရှီမှာပေါတိပေါက်ကွက်လာယူတယ်တချို့တွေကဖုံးဆက်တယ်ဘယ်လိုဆက်တယ်ဘယ်လိုယူလဲဆိုတော့ခဏန်းကနော်ဗမာယူရတာလဲဘယ်လိုပေးတာလဲနော်ကျွန်တော်ကျမတို့ခဏန်းလေးပေးပါထပ်ပြီးပေးပါမယ်ဆိုပြီးတော့အမျိုးမျိုးအဖို့ပေါ့ဗျာနော်လာပြီးတောင်းကြတယ်ဆက်သွယ်ကြယူကြတဲ့မိတ်ဆွေတွေအများကြီးရှိပါတယ်ကျွန်တော်ဘသူ့ကိုမှကျွန်တော်ပေါက်ပေးအလက်ကဖရီးတို့